ဗုဒ္ဓရာဟုသားသမီးများအတွက်ဒီတပတ်တာကာလအတွက်ဟောစရံများကိုတေရောနမိတ်ယူပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓရာဟုသားသမီးများဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်အချီငွေကြီးเนาะအလုတ်ကန်เนาะမိသားစုရေးရတယ်နဲ့ပတ်သက်လို့ရှိရင်ပေါ့เนาะကို့မှာဟန်ချက်ညီအောင်ထိမ့်သိမ်းပြီးတော့လုတ်ကန်နေရတတ်တယ်ပြီးတော့ပေါ့เนาะငကိုကဝင်တယ်နော်လာကသားဝင်တဲ့အလုပ်မျိုးလုပ်နေတဲ့သူဆိုလို့ရှိရင်လေဒီတပတ်တာကာလအတွင်းမှာဆိုဗုဒ္ဓရာဟုသားသမီးတွေကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခုခုစတင်ခြင်းစိတ်လေးတွေပေါ်ပေါက်လာတတ်တယ်စတင်ဖို့အတွက်လည်းပေါ့နော်တယောက်ကလာပြီးတော့စကားလာပြောတာလိုမျိုးပေါ့နော်အဲ့ဒီအကြောင်းအရာကိုလာပြောတာမျိုးအဲ့လိုမျိုးလေးတွေနမိတ်ပေါ်လာတတ်တယ်အဲ့တော့လှုပ်တင်တဲ့ကာလလို့ပြောလို့ရပါတယ်နောက်ဗုဒ္ဓရာဟုသားသမီးတွေအနေနဲ့ဆိုဒီတပတ်တာကာလအတွင်းမှာဆိုရင်ခုနပြောသလိုဒါအခြေရေးငွေကြီးပေါ့နော်အဲ့လိုမျိုးကားကိစ္စခြံကိစ္စအဲ့လိုမျိုးကိစ္စတွေမှာပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ပေါ့ balance မျှအောင်ထိန်းညှိနေရတတ်တယ်နောက်ဒီကာလအတွင်းမှာနော်အယောင်အဝယ်တွေနဲ့ပတ်သက်လို့အကျိုးဆောင်ပွဲစားလုပ်ငန်းတွေလုပ်နေတဲ့ဗုဒ္ဓရာဟုသားသမီးများတွေဆိုရင်တော့ဒီတပတ်တာကာလအတွင်းမှာပွဲတဲဖို့ရှိပါတယ်နောက်ပြီးတော့နိုင်ငံခြားသွားဖို့အတွက်ပြင်ဆင်နေတဲ့သူတွေဆိုရင်လည်းဒါမိမိဘက်မှာလိုအပ်တဲ့စာတန်းပေါ့နော်လိုအပ်တဲ့အရာတွေကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးတော့ဒါစောင့်နေတဲ့သူတွေဆိုလို့ရှိရင်ဒီတပတ်တာကာလအတွင်းမှာဒါနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ခရီးသွားလာရေးကိစ္စတွေမှာအဆင်ပြေမှုလေးတွေအောင်မြင်မှုလေးတွေတိုက်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။နောက်ဗုဒ္ဓရာဟုသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်အရင်ကပေါ့နော်ကိုစိုးခဲ့မိတဲ့မှားခဲ့မိတဲ့ပေါ့နော်မိုက်ပြစ်စိုးပြစ်ပေါ့နော်လုံမှားကင်မှာပြုံးမှားဆူမှားတွေနဲ့ပတ်သက်လို့ပေါ့နော်ဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်ကိုယ်ပြန်ပြီးတော့အဲ့ကိစ္စတွေကပေါ့နော်အပြစ်တင်ခံရတာအပြောဆိုခံရတာအညွန်ညင်ခံရတာမျိုးလေးအဲ့လိုကိစ္စမျိုးလေးတွေတော့ဒါလူမှုရေးအိမ်တွင်းအိမ်တော်ရေးတွေမှာတိုက်ဆိုင်ကြုံတွေ့ရတာမျိုးရှိပါတယ်။နောက်ဗုဒ္ဓရာဟုသားသမီးများဒီတပတ်တာကာလအတွင်းမှာပေါ့နော်မိမိရဲ့ရက်တန့်နေတဲ့လုပ်ငန်းတွေပျောက်နေတာကြာနေပေါ့နော်ကိုယ်အိမ်မှာပျောက်နေတာကြာတယ်ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေနော်နောက်မရတော့ဘူးထင်တဲ့အကျွေးတွေတောင်ပြန်ပြီးတော့ရလာတတ်တယ်နော်အကျွေးတွေမကောက်ဘူးမရတော့ဘူးမရတော့တော့ဘူးထင်တဲ့ငွေကြီးတွေပါပြန်နေပြီးတော့ရလာတတ်တဲ့ကာလမျိုးလေးဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓရာဟုသားသမီးတွေနဲ့ဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်တော့မိမိရဲ့ကံကြမ္မာဒီပေါ့နော်အကောင်းဘက်ကိုတော်တော်ကြီးကိုစတင်ပြောင်းလဲမှုတွေကြုံတွေ့ရပါလိမ့်မယ်တခုသိထားမှာတော့ဒီကာလအတွင်းမှာပေါ့နော်ယောဂဟောင်းစကားဟောင်းပြဿနာဟောင်းလေးတွေပြန်လည်ပေါ်ပေါက်တတ်တယ်နောက်ဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်ဆေးရုံဆေးကင်းဆေးဆိုင်တွေကိုတွားရတာအဖော်လိုက်ပြီးရတာကိုယ်တိုင်တွားတာမျိုးလဲတိုက်ဆိုင်ပေါ်ပေါက်တတ်ပါတယ်ဒါလေးကိုရေတရားကြည်သွားစီဖို့ဆိုရင်တော့ဒီဆေးရောင်းတဲ့ဆေးဆိုင်တစ်ခုမှာပေါ့နော်ဒီတစ်ခုခုနော်လိန်ဆေးပဲဖြစ်ဖြစ်ရှူဆေးပဲဖြစ်ဖြစ်ငုံဆေးပဲဖြစ်ပေါ့နော်အဲ့လိုဆေးတစ်မျိုးတော့ဝယ်ပေးလိုက်ပါအဲ့လိုတော့ဝယ်လိုက်လို့ရှိရင်တော့ဒါကိုယ့်ရဲ့အញ្ញံခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓရာဟုသားသမီးများအနေနဲ့ဒီတပတ်တာကာလအတွင်းမှာပေါ့မိမိရဲ့ကံကြမ္မာတွေကောင်းမွန်ဖို့အတွက်ဆိုလို့ရှိရင်တော့မိမိရဲ့ဓာတ်ပုံပေါ့နော်မိမိရဲ့ဓာတ်ပုံတစ်ပုံကိုမိတူကူးလိုက်ပါအဲ့ဓာတ်ပုံရဲ့ဘေးနားမှာပေါ့နော်ဒီလိုနှစ်ရွက်ဘေးနားမှာအတောင်ပံပုံစံလေးဆွဲလိုက်ပါငှက်အတောင်ပံပုံစံမျိုးလေးပေါ့နော်တစ်ဖက်စီဆွဲလိုက်ပါအဲ့ဒီဆွဲပြီးလို့ရှိရင်အဲ့ဒီပုံလေးကိုမိမိပစိုင်ထဲမှာခောက်ပြီးတော့မိတူလေးကိုခောက်ပြီးတော့ထည့်ပြီးတော့တင်ထားလိုက်ပါအဲ့တော့ဒီတပတ်တာကာလတွေမှာဒါဒီဗုဒ္ဓရာဟုသားသမီးများအတွက်ပေါ့နော်မိမိရဲ့ကံကြမ္မာတွေကအစွမ်းဆုံးနော်အဆုံးစွန်ဆုံးမြင့်တင်ပေးနိုင်တဲ့ရရအဆောင်လေးတစ်မျိုးပဲဖြစ်ပါတယ်